လေးဘက်နာယောဂါဆိုတာနဲ့ခေါက်ယောဂါနဲ့တူသလားလေးဘက်နာယောဂါဆိုတာဘာဖြစ်တာလဲခေါက်ယောဂါဆိုတာဘာဖြစ်တာလဲအဲ့တော့အပြင်မှာလူတွေပြောနေတယ်စစ်မြစ်တွေနားတယ်ဆိုလို့ရှိရင်ငါကတော့လေးဘက်နာဖြစ်တာဟိငါကတော့ခေါက်ဖြစ်တာဟိတချို့ကျတော့လည်းလေးဘက်နာခေါက်ဆိုပြီးတော့တွဲပြောတယ်အဲ့တော့အဲ့ဒီယောဂါနှစ်ခုကတူသလားမတူဘူးလားဆိုတာကိုဒီနေ့ကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတဝင်းခိုင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကလေးဘက်နာယောဂါနဲ့ခေါက်ယောဂါတူသလားမတူဘူးလားဘာတွေကွဲပြားလဲလက္ခဏာတွေကဘာတွေလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးဖြစ်အောင်လို့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့လေးဘက်နာယောဂါအကြောင်းပြောရရင်လေးဘက်နာယောဂါဆိုတာကဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ယောဂါ Group A Streptococcus လို့ခေါ်တဲ့ဘက်တီးရီးယားပိုးပေါ့နော်အဲ့ဒီဘက်တီးရီးယားပိုးကကျွန်တော်တို့ရဲ့ဒီလေကြောင်းထဲကိုဝင်လာလို့ရှိရင်လေကြောင်းနာဖြစ်စေပါတယ်အဓိကလက္ခဏာကတော့လေကြောင်းနာတာပါများသောအားဖြင့်ကလေးတွေမှာစေကြောသက်တွေမှာအများဆုံးဖြစ်တတ်တယ်အဲ့တော့ကလေးတွေမှာဒီလေးဘက်နာပိုးဦးဆက်ခံရလို့လေကြောင်းနာပြီးအဲ့တော့မှကျွန်တော်တို့သေချာမကုခဲ့ဘူးလုံးဝအရှင်းပြောက်တဲ့အထိမကုခဲ့ဘူးဆိုရင်လေးဘက်နာယောဂနောက်ဆက်တွဲဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ immune လို့ခေါ်တဲ့ကိုယ်ခံအားအဲ့ဒီကိုယ်ခံအားကဒီဘက်တီးရီးယားပိုးကိုပြန်ပြီးတော့တိုက်ခိုက်ဖို့ကိုယ်ခံအားပဋိပစ္စည်းတွေထုတ်ပါတယ်အဲ့ဒီပဋိပစ္စည်းတွေကဘက်တီးရီးယားပိုးကိုလည်းသွားပြီးတော့တိုက်ခိုက်ဖျက်ဆီးသလိုခန္ဓာကိုယ်မှာရှိတဲ့ acid တွေအုံနှောက်တွေနှလုံးတွေအရေပြားတွေကိုလည်းသွားပြီးတော့တိုက်ခိုက်ဖျက်ဆီးတတ်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ကိုယ်ခံအားကဒီရန်သူဘက်တီးရီးယားပိုးကိုလည်းတိုက်ခိုက်တတ်တယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုလည်းအတိမှားပြီးတော့သွားပြီးတော့တိုက်ခိုက်တာမျိုးပါအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဒါလေးဘက်နာယောဂဖြစ်လာပါတယ်ဒါဆိုရင်ကောက်ယောဂါရောကောက်ယောဂါဆိုတာကကြတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ uric acid လို့ခေါ်တဲ့ဓာတ် uric acid ဆိုတာကလွယ်လွယ်ပြောရင်တော့အညစ်အကြေးဓာတ်ပါပဲကျွန်တော်တို့ရဲ့ကြောက်ကပ်ကနေပြီးတော့ဒီ uric acid ဓာတ်တွေကိုစွန့်ပစ်ပေးနိုင်တယ်ဒါပေမဲ့တချို့လူတွေမှာဆိုရင်ဒီ uric acid တွေကများလာတယ်စားတဲ့အစားအသောက်ပုံစံအဓိကပေါ့နော်အဲ့တော့အဲ့လိုမျိုး uric acid တွေတဖြည်းဖြည်းနဲ့များလာတဲ့အခါမှာအဲ့ဒီ uric acid တွေကခဲသွားပြီးတော့မှ crystallize နော် crystal ပေါ့နော်ကြောက်တုံးတွေဖြစ်သွားတယ်အဲ့ဒီကြောက်တွေကဘယ်မှာသွားဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ acid ကလေးတွေရဲ့ကြားထဲမှာသွားပြီးတော့ကြောက်ကလေးတွေဖြစ်သွားတယ်ဒါဆိုလို့ရှိရင်အဲ့ဒီ acid တွေကလှုပ်ရှားမှုလုပ်တဲ့အခါမှာအယမ်းနာပေါ့ဒါကိုကြတော့ကောက်ယောဂါလို့ခေါ်ပါတယ်ဒီတော့လေးဘက်နာယောဂါဆိုတာဘက်တီးရီးယားပိုးကြောင့်ကိုယ်ခံအားကနေတဆင့်ဖြစ်လာတဲ့ယောဂါကောက်ယောဂါဆိုတာက uric acid တွေများလို့ acid တွေထဲမှာကြောက်တွေဖြစ်ပြီးတော့ဖြစ်လာတဲ့ယောဂါပါလက္ခဏာတွေကြတော့လေးဘက်နာယောဂါရဲ့လက္ခဏာမှာဆိုလို့ရှိရင်သူလည်းအဆစ်မြစ်တွေရောင်ပြီးတော့နာတာပဲပေါ့နော်ဒါပေမဲ့သူမှာထူးခြားတဲ့လက္ခဏာလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့လေးဘက်နာယောဂါမှာအဆစ်မြစ်တွေနာတဲ့ခါကြလို့ရှိရင်တရက်နဲ့တရက်နာတဲ့အဆစ်တွေမတူကြဘူးပထမတစ်ရက်မှာညာဘက်ဒူးလေးနာတယ်နောက်တစ်ရက်ကျတော့ညာဘက်ခြေချင်းဝတ်လေးနောက်တစ်ရက်ကျတော့လက်ကဝတ်ညာဘက်ကျတော့တထောင်စစ်အဲ့လိုမျိုးပေါ့နော်ဒီအဆစ်တွေကတရက်နဲ့တရက်နာတဲ့နေရာလေးတွေကမတူဘဲနဲ့ရွေ့ရှားနေတတ်တယ်အဲ့ဒါသူ့ရဲ့ထူးခြားတဲ့လက္ခဏာပါခေါက်ယောဂါမှာကြတော့အဲ့လိုမဟုတ်ဘဲနဲ့ခေါက်ယောဂါမှာအဆစ်တွေနာလို့ရှိရင်အဲ့ဒီအဆစ်တစ်ခုတည်းကပဲဆွဆွမြဲမြဲနဲ့ပြင်းပြင်းထန်ထန်နာတတ်တယ်အဲ့ဒီအဆစ်ကြီးနေရာပူနေတယ်ရောင်နေတယ်လှုပ်ရှားလိုက်လို့ရှိရင်ဆိုးဆိုးရွားရွားကိုနာကျင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့လေးဘက်နာယောဂါမှာစစ်မြစ်တွေနားတဲ့ခါကျလို့ရှိရင်နာလာမယ်ရောင်လာမယ်ပြီးသွားလို့ရှိရင်နောက်အဆစ်တစ်ခုကပြောင်းသွားမယ်အဲ့ဒီအဆစ်ကပြန်တက်တာသွားနိုင်တယ်ခေါက်ယောဂါမှာကျတော့အဲ့လိုမဟုတ်ဘူးသူကအဆစ်မြစ်တွေနာတာကတဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးတော့မှအဲ့ဒီအဆစ်ကြီးကဒီပုံပြတ်သွားတာပေါ့နော်အဖုအထစ်ကြီးတွေဖုဖောင်းကြီးတွေဖြစ်သွားတယ်လှုပ်ရှားလို့မရတော့ဘဲနဲ့ဒီအဆစ်ပါပျက်စီးသွားတဲ့အထိဖြစ်စေနိုင်ပါတယ်တဲ့ဒီတော့ကျွန်တော်တို့လေးဘက်နာယောဂါနဲ့ခေါက်ယောဂါအမျိုးအစားမတူဘူးဆိုတာသိသွားပြီဆိုရင်ကုသနည်းပိုင်းကုသနည်းမှာကျတော့ကျွန်တော်တို့လေးဘက်နာယောဂါမှာကုသတဲ့ခါကျလို့ရှိရင်ဒီလေးဘက်နာပိုးကိုတတ်ပေးတဲ့ penicillin လို့ခေါ်တဲ့ပိုးသက်ဆေးကိုအချိန်အကြာကြီးတောက်ရတယ်နှစ်နဲ့ချီပြီးတော့တောက်ရတယ်အကယ်၍အဲ့လိုမျိုးနှစ်နဲ့ချီပြီးမတောက်ခဲ့ဘူးဆိုရင်နောက်ဆက်တွဲဒီလေးဘက်နာရဲ့လက္ခဏာတွေကနော်လိုက်လာတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခေါက်ယောဂါခေါက်ယောဂါမှာကျတော့သူက uric acid များနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ uric acid တွေကိုချပစ်ဖို့ကျွန်တော်တို့ဒီ uric acid ကျစေတဲ့ဆေးတွေပေးရတယ်ပေါ့နော်ခေါက်ဆေးတွေပေးရတယ်အဲ့ဒါအပြင်ဒီယောဂနှစ်ခုစလုံးမှာကျွန်တော်တို့ဘာတွေပေးရလဲဆိုတော့အဆင့်မြစ်ကြီးတွေရောင်ပြီးတော့နာနေတာဖြစ်တဲ့အတွက်ကြောင့်အယောင်ကျဆေးတွေပေးရတယ်အကြိုက်ခဲပြောက်ဆေးတွေပေးရတယ်ပေါ့နော်ဒါတွေကတော့အမြဲတမ်းမပါမဖြစ်ဒါပေမဲ့အပြင်မှာလူတွေကကြတော့ဒီလိုမျိုးအဆင့်မြစ်တွေရောင်လာတဲ့အခါမှာဘာလုပ်ကြလဲဆိုတော့အလွယ်ဝယ်တောက်လို့ရတဲ့အကြိုက်ခဲပြောက်ဆေးတွေတောက်တယ်တာမန်ကြိုက်ခဲပြောက်ဆေးလောက်နဲ့မတက်တာဘူးဆိုလို့ရှိရင်အပြင်းစားကြိုက်ခဲပြောက်ဆေးတွေကိုဝယ်တောက်ကြတယ်ဆိုတော့ကြိုက်ခဲပြောက်ဆေးဆိုတာကနာကျင်မှုကိုခဏမသိအောင်ပဲလုပ်လိုက်တာဒီထဲမှာဖြစ်နေတဲ့ယောဂါကိုကုပေးတာမဟုတ်တဲ့အတွက်ကြောင့်ရက်တွေကြာလာတာနဲ့အမျှဒီထဲမှာဖြစ်နေတဲ့ယောဂါအဆစ်ကြီးကပိုပြီးတော့ပျက်စီးလာတယ်ပိုပြီးတော့ဆိုးလာတတ်တယ်ဆရာဝန်စီရောက်တဲ့အခါကျလို့ရှိရင်တော်တော်လေးဆိုးရတဲ့အခြေအနေမျိုးမှာရောက်တတ်တယ်
ဒီတော့ကျွန်တော်တို့ကသတိထားမှာဒီလေးပတ်နာယောဂါပဲဖြစ်ဖြစ်ကောက်ယောဂါပဲဖြစ်ဖြစ်စစ်မြစ်တွေရောင်တာကြာနေပြီဆိုတဲ့အခါမျိုးစစ်မြစ်တွေရောင်နေနာနေပြီပေါ့နော်ရက်တွေကြာနေပြီဆိုတဲ့အခါမျိုးဆိုရင်ဆရာဝန်နဲ့တေချာပြသပြီးတော့မှစစ်ဆေးမှုခံယူဖို့လိုပါတယ်ကျွန်တော်တို့သွေးစစ်ရတာတွေရှိမယ်ဓာတ်မှန်ရိုက်ရတာတွေရှိမယ်ပေါ့နော်ဒီလိုမျိုးစစ်ဆေးပြီးတော့မှလိုအပ်တဲ့ဆေးတွေကိုဆရာဝန်ကပေးပါလိမ့်မယ်ပြီးတော့လို့ရှိရင်အစားအသောက်နေထိုင်ဆင်ခြင်ဖို့ပေါ့နော်အစားအသောက်နေထိုင်ဆိုတဲ့စီမှာအဓိကတော့ဒီကောက်ယောဂါမှာဆိုလို့ရှိရင်တော့သူနဲ့မတည့်တဲ့စားစာတွေဘယ်လိုမျိုးလဲဆိုတော့နီနီရဲရဲအသားတွေအရက်တွေနောက်ပြီးသွားတဲ့အခါကျတော့ပင်လယ်စာတွေဒီလိုမျိုးစားစရာတွေကကောက်ယောဂါကိုပိုဆိုးစေတတ်ပါတယ်ဒီတော့အဲ့ဒါမျိုးတွေယူရီးစစ်တက်စေတဲ့စားစရာတွေကိုများများရှောင်ပေးဖို့လိုတယ်နောက်ပြီးသွားလို့ရှိရင်လှုပ်ရှားမှုလေးတွေပေါ့နော်အချိန်ကြာကြီးမလှုပ်ခနဲ့နေလို့ရှိရင်စစ်မြေရောင်တာတွေကပို့ပြီးတော့ဆိုးလာတယ်စစ်မြေတွေကပို့ပြီးတော့နာလာတတ်တယ်ဒီတော့ဒီကိုလှုပ်ရှားနိုင်တဲ့လောက်လှုပ်ရှားမှုလေးတွေလုပ်ပေးခြင်းအပြင်လည်းဒီအစစ်ထဲမှာယူရီးစစ်တွေခဲမလာအောင်လို့လုပ်ပေးနိုင်ပါတယ်လေးပတ်နာယောဂါမှာတော့ဒီငယ်ငယ်ရွယ်မှာဒီလိုမျိုးလက်ပေးနေနာခဲ့အလဲချောင်းနေနာခဲ့တဲ့အဆင့်မြစ်တွေနာလာတယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တေချာပြပြီးတော့မှဒီပိုးသက်ဆေးဆရာဝန်ညွှန်ကြားတဲ့ပိုးသက်ဆေးကိုဒီလိုပေါ့နော်ဆရာဝန်ကညွှန်ကြားတဲ့အတိုင်းမပြတ်မကွက်တောက်ပေးဖို့လိုပါလိမ့်မယ်အကယ်၍များဒီလေးပတ်နာယောဂါမှာဒီပိုးသက်ဆေးကိုတေချာမတောက်ခဲ့ဘူးဆိုလို့ရှိရင်နောက်ပိုင်းကြာလာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီကိုယ်ခံအားတွေကအဆင့်မြစ်တွေကိုဖျက်ဆီးရပြင်ကျွန်တော်ရဲ့နှလုံးကိုသွားပြီးတော့ထိခိုက်စေတဲ့အတွက်ကြောင့်လေးပတ်နာနှလုံးယောဂါဆိုပြီးနောက်ဆက်တွဲဖြစ်လာတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့လေးပတ်နာယောဂါနဲ့ခေါက်ယောဂါရဲ့ကွာခြားချက်လေးကိုကောင်းကောင်းသိသွားပြီလို့ယူဆပါတယ်เนาะအဲ့တော့အခုဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ယူဆပါတယ်ဒီလိုမျိုးကျမကြီးအတွက်အကျိုးရှိပြီးတော့ရိုးရှင်းတဲ့အသိပညာလေးတွေကိုနားထောင်ကြနေဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်